ကိုအဖေလောက်ကပြက်လာပြီလား ပြန်လာပြီသမီး တပီလားစားဘယ်လိုရပါလဲ လာတာဘာလုပ်တယ်လာတာလဲသမီး အဖေယူချင်အစားမနေတဲ့တော့အဲ့တော့ဆိုသမီးမေးမယ်မနက်9နာရီရရင်ညနေ9နာရီရှိအဖေရောက်နေတာလားစားပြရဘူးလား ဟောလာတာရတာဗောသမီးရဲ့ တပီနဲ့မနက်9နာရီရရင်ညနေ9နာရီရှိတက်လေရတာပဲလေတပီစားလို့ဘာလို့လားစားမရလဲ ဟောအဲ့ဒါသမီးရဲ့ကြောင်းတက်တာလေဘယ်လိုလုပ်လာတာရမလဲသမီး အဖေတပီကိုမကြားနဲ့တော့အဖေကေပီထဲပတ်ဆက်ရောက်တယ်မလား ကေဘီဘာလုပ်နေကေဘီလဲဘယ်ပတ်ဆက်ရောက်အောင်မလဲဖေ့ရှိဘူး တပီဆရာမဘေဘီတော့ဖေ ဆရာမသမီးကိုဘာပြောလိုက်လို့လဲ ဆရာမပြောပြီးတော့တပည့်ဖြစ်မေးချိလိုက်ပေါ်လဲပြောတယ်အဖေတပည့်ကယူတော့လိုက်ပြီမလား ရှင့်ငေါလကားနေအိုးစုကွက်ဆိုလာဆွတ်ဆွဲနေပါလားဟိုဆရာမဆိုတဲ့လူကလည်းတန်လိုက်ကိစ္စကိုစာမကြည်တာနဲ့ငါ့ကိုခြုံထဲမလိုက်ပြီတင် ကိုအဖေလောက်ကပြက်လာပြီလား ပြန်လာပြီသမီး တပည့်လားစားဘယ်လိုရပါလဲ လာတာဘာလုပ်တယ်လာတာလဲသမီး အဖေယူချင်အစားမနေတဲ့တော့အဲ့တော့ဆိုသမီးမေးမယ်မနက်9နာရီရရင်ညနေ9နာရီရှိအဖေရောက်နေတာလားစားပြရဘူးလား ဟောလာတာရတာဗောသမီးရဲ့ တပည့်နဲ့မနက်9နာရီရရင်ညနေ9နာရီရှိတက်လေရတာပဲလေတပည့်စားလို့ဘာလို့လားစားမရလဲ ဟောအဲ့ဒါသမီးရဲ့ကြောင်းတက်တာလေဘယ်လိုလုပ်လာတာရမလဲသမီး အဖေတပည့်ကိုမကြားနဲ့တော့အဖေကေပီထဲပတ်ဆက်ရောက်တယ်မလား ကေဘီဘာလုပ်နေကေဘီလဲဘယ်ပတ်ဆက်ရောက်အောင်မလဲဖေ့ရှိဘူး တပည့်ဆရာမဘေဘီတော့ဖေ ဆရာမသမီးကိုဘာပြောလိုက်လို့လဲ ဆရာမပြောပြီးတော့တပည့်ဖြစ်မေးချိလိုက်ပေါ်လဲပြောတယ်အဖေတပည့်ကယူတော့လိုက်ပြီမလား ရှင့်ငေါလကားနေအိုးစုကွက်ဆိုလာဆွတ်ဆွဲနေပါလားဟိုဆရာမဆိုတဲ့လူကလည်းတန်လိုက်ကိစ္စကိုစာမကြည်တာနဲ့ငါ့ကိုခြုံထဲမလိုက်ပြီတင်